ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ယူဒီပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ချန်ပီယံလိဂ်တွေရှိတယ်ဗောနော်ဆိုတော့ကျွန်တော် YouTube မှာမတွေ့တာကြာပြီနဲ့တူပါမယ်ဆိုတော့ကြာပြီလားမကြာသေးဘူးလားတော့မမှတ်မိတော့ဘူးနော်ဆိုတော့ YouTube မှာမတွေ့တာဘယ်လောက်ရှိသွားပြီလဲဆိုတော့စနေနေ့ကတူမယ်နော်ကျွန်တော်ဗီဒီယိုတက်ဖြစ်တာစနေနေ့ကတက်လိုက်တယ်ဟုတ်တယ်စနေနေ့တော့တက်လိုက်တိတ်တော့မကြာသေးပါဘူးဆိုတော့ဒီနေ့ YouTube ဟွာဗောနော်ကျွန်တော်30ချက်လေးကျွန်တော်လုပ်ပေးမယ်ဆိုတော့30ချက်လေးမလုပ်ပေးခင်ပါဗောကျွန်တော်တို့ဒီခုဆိုလို့ရှိရင်တစောင်းနိုင်လားပြည့်နေ့တစောင်းနိုင်လားပြည့်နေ့မှာကျွန်တော် promotion ပေးထားပါတယ်Mario promotion ပေးတာဒီ promotion ကဘာလဲဆိုတော့ကျွန်တော်တို့ဒီတရားသီးစာကိုကျွန်တော်ဒီမှာ3သိန်းခွဲနဲ့ဒီနေ့ည7:00နာရီမထိုးခင်အထိဝယ်လို့ရပါမယ်ဆိုတော့ဘောလုံးတရားသီးစာကို3သိန်းခွဲအထိနဲ့ဒီည7:00နာရီမထိုးခင်အထိကိုကျွန်တော်ဒီမှာဝယ်လို့ရပါမယ်ဒါဒီဒီဇောင်းနိုင် promotion ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဒီဇောင်းနိုင်လားပြည့်နေ့မှာဒီဇောင်းနိုင်လားပြည့်နေ့မှာဒါညီကိုတွေကိုပေးထားတဲ့ promotion ဖြစ်ပါတယ်ဆိုတော့အတန်နဲ့ဝါဝါရင် sorry ပါအပေါ်မှာကျွန်တော်လေရင်လာဝါလို့ပေါ့နော်ဆိုတော့လေရင်လာဝါလို့အတန်နဲ့ဝါဝါရင် sorry ပါဆိုတော့ဟိုဒီဒီဇောင်းနိုင်လားပြည့်နေ့မှာကျွန်တော်ပေးထားတဲ့ promotion ဖြစ်ပါတယ်ဆိုတော့ဒီဟာလေးကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ Viber နံပါတ် +959252491ဒီ Viber ကနေဆက်သွယ်လို့ရတယ်လို့အမှာပုံထဲမှာပါတဲ့ Telegram ကနေလည်းဆက်သွယ်လို့ရပါတယ်ဆိုတော့အောက်မှာလည်းကျွန်တော် Telegram account ပြောခဲ့ပေးပါမယ်ဗောနော်ဆိုတော့ဟုတ်ပါကျွန်တော်ဒီ3သက်ချက်လေးစပြောပေးပါမယ်ဆိုတော့ Napoli နဲ့ Frankfurt နဲ့ဆိုတော့ Napoli Frankfurt နဲ့မှာကျွန်တော်9ပေါင်းအပေါ်ကိုကြိုက်တယ်ဆိုတော့ Arsenal နဲ့ Slavia Prague နဲ့မှာကျွန်တော်ဟိုဟာကိုကြိုက်တယ်ဒီ Arsenal 9ပေါင်းအောက်ကိုကြိုက်တယ် Atletico Madrid နဲ့အာဆင်နယ်ပွဲကရှောင်းလိုက်ပါဗျာသလားဘလို့ကြီးလည်းမသိဘူးဗျာအီလေကြီးဒါတော့အာဆင်နယ် 3C ဘာညာပြီးသွားရင်ဗျာ6ပေါင်းပါဒီကောင်တွေက6ပေါင်းအပေါ်ကပါကျွန်တော်တို့ကပြား60လောက်ကနစ်နာသွားအောင်မယ်သိလားဆိုတော့ဒီလိုပွဲတွေကခင်ဗျားတို့ရှောင်းလိုက်ကျွန်တော်ကတော့ဒါမျိုးပွဲတွေကတော့ဟိုဟာပဲကြိုက်တယ်တကယ်တကယ်အောက်တစ်ချောင်းဆိုကျွန်တော်6ပေါင်းအောက်ကိုပိုကြိုက်တယ်ဗောနော်ဆိုတော့အပေါ်အသင်း 2C လောက်မှန်းလို့ကျွန်တော်6အောက်ကြိုက်တာခင်ဗျားတို့အနေနဲ့ရှောင်းကျွန်တော်ကတော့ဟိုဘာလဲဆိုတော့ဒါညီကိုကျွန်တော်ထည့်ပြောရမှာဖြစ်တဲ့အတွက်ကြောင့်ထည့်ပြောပေးတာဗောနော်ဆိုတော့ဒီလောက်ပါပဲအတလက်တီကိုနဲ့ကျွန်တော် Union စိတ်နဲ့ဆိုတော့ Union စိတ်ကိုကြိုက်တယ် Union စိတ်နဲ့ကျွန်တော်9ပေါင်းအောက်ပါကြိုက်တယ်ဆိုတော့နောက်တော့ဟို Boroglen နဲ့ Monaco ကြိုက်တယ် Juventus နဲ့ Sporting Lisbon နဲ့ကျွန်တော် Juventus ကိုကြိုက်တယ် Liverpool နဲ့ကျွန်တော် Real Madrid နဲ့ဆိုတော့ Liverpool Real Madrid နဲ့မှာကျွန်တော်9ပေါင်းအပေါ်နဲ့ Real Madrid ကိုကြိုက်တယ်ဆိုတော့ Olympiacos နဲ့ကျွန်တော် PSV နဲ့ဒီပွဲမှာလည်းကျွန်တော် PSV ကိုကြိုက်တယ်9ပေါင်းအပေါ်ကြိုက်တယ်နောက်ထပ်ကျွန်တော် Bayern Munich PSG ဆိုတော့ဒါကတော့အားလုံးစိတ်ဝင်စားမဲ့ပွဲပေါ့နော်ဆိုတော့ PSG နဲ့ Bayern Munich ဒီပွဲမှာတော့ကျွန်တော် Bayern Munich ကြိုက်တယ်ဗျ Bayern Munich တကြောင်မကြိုက်တယ်9ဘော်ကြီးမကြိုက်ဘူး9ဘော်ကြီးကရင်းကျင်စရာမကောင်းဘူးဆိုတော့ Bayern Munich တကြောင်မကြိုက်တယ်နော်ဆိုတော့ Tottenham Hotspur နဲ့ Copenhagen ကြိုက်တယ် Copenhagen နဲ့အတူကျွန်တော်9ပေါင်းအောက်ပါတွဲကြိုက်တယ်နော်ဆိုတော့ဟုတ်ပါပြီဒါကတော့ဒီနေ့ကျွန်တော် Champion League ပွဲလေးဖြစ်ပါတယ်ဆိုတော့ခဏလေးဗျ Champion League ရက်ဆိုသူက Championship တွေရှိတတ်တယ်ပေါ့နော်ရှိပါတယ်ထင်တဲ့အတိုင်းပဲဆိုတော့ Derby နဲ့ Hull City နဲ့Derby Hull City နဲ့မှာကြတော့ကျွန်တော် Hull City ကိုကြိုက်တယ်Leicester နဲ့ Middlesbrough နဲ့ဒီပွဲမှာကျွန်တော်9ပေါင်းပေါ်ကိုကြိုက်တယ် Leicester City နဲ့ကျွန်တော် Middlesbrough နဲ့9ပေါင်းပေါ်ကိုကြိုက်တယ် Coventry နဲ့ကျွန်တော် Sheffield နဲ့ Coventry ပဲကြိုက်ပါတယ်ဆိုတော့ဟုတ်ပါပြီဒါကကျွန်တော်ညီကိုမောင်းတွဲလို့ရအောင်ထည့်ပြောပြရအောင်နော်ဆိုတော့ကျွန်တော်ပွဲတွေကနည်းပါတယ်ဆိုတော့ Napoli Frankfurt 9ပေါင်းပေါ်တစ်ကြောင်းပဲပါဘလို့ကြိုက်ရလဲဆိုတော့ဗျာဟို Napoli နဲ့ Frankfurt နဲ့မှာကျွန်တော်ဘာလို့9ပေါင်းပေါ်ပဲကြိုက်တာလဲဆိုတော့ဒီပွဲကကျွန်တော်ဟို Frankfurt ပေါ့အဓိက Frankfurt ရဲ့ခံစစ်ကတော်တော် weak ဖြစ်တယ်ပေါ့နော်ဆိုတော့တော်တော်ညံ့တယ် Frankfurt ခံစစ်တော်တော်ညံ့တယ်ဒီကောင်လေး Liverpool နဲ့ပွဲလဲကျွန်တော်ကြည့်နေတာဗျာသိလားဆိုတော့ဟိုလုံးဝတိုက်စစ်ကကြီးပဲဒီကောင်လေးစွတ်တိုက်နေဆိုတော့နောက်မှာဟောင်းလောင်းပေါက်ကြီးဖြစ်နေဆိုတော့ Liverpool ကဘာကြောင့်အဲ့လောက်ထိ9ရသွားလဲဆိုတော့အဓိက Frankfurt ခံစစ်ညံ့လို့ပဲဆိုတော့ဒီနေ့မှာလဲပေါ့ကျွန်တော်ဒီ Tomine တို့ပေါ့နော်ဆိုတော့ Tomine တို့ကျွန်တော် De Bruyne တို့အဓိကဘာလဲဆိုတော့ဖန်တီးမှုလုံးမဲ့ဒီ Napoli ရဲ့တိုက်စစ်ကိုကျွန်တော်တို့ကဒီ Frankfurt အနေနဲ့ဒီထားပါတော့ဒီ2ဂိုးကတော့အိမ်ခွင်း2ဂိုးကတော့ဒီကောင်တွေပေးရမှာပဲ Napoli အိမ်ခွင်း2ဂိုးကတော့ဒီကောင်တွေပေးကြပေါ့ပေးရလိမ့်မယ် Frankfurt လည်းဂိုးပြန်ရလိမ့်မယ် Frankfurt ကဘာလဲဆို attacking အားကောင်းတယ်ဆိုတော့တော်တော်လေးဟိုဘယ်လိုပြောရမလဲဒီကစားတာတိုက်စစ်ပိုင်းကတော့တော်တော်လေးမိုက်တယ်ပေါ့နော် Frankfurt တိုက်စစ်ကတော်တော်မိုက်တယ်ဆိုတော့ကျွန်တော်ဂိုးရဖို့စိတ်ချရတယ်ဂိုးရဖို့စိတ်ချရတဲ့တိုက်စစ်ဖြစ်တဲ့အတွက်ဒီနေ့တင်းတီကျွန်တော်ဟိုပါပိုင်းလောက်ထဲရပါကျွန်တော်2-1လောက်သွားလိမ့်မယ်ယူဆရတဲ့အတွက်ကြောင့်ဒီပွဲကို9ပေါင်းပို့ကြိုက်တယ်နောက်ပွဲကျွန်တော် Arsenal နဲ့ Slavia Prague နဲ့ဒီပွဲကဘာဖြစ်လို့ကျွန်တော်9ပေါင်းအောက်ကြိုက်တာလဲဆိုတော့ထားပါတော့ဗျာကျွန်တော် Arsenal ခံစစ်ကိုပေါ့နော် Atletico Madrid ကိုကျွန်တော်ဂိုးရမယ်မှတ်ပြီးတော့ကျွန်တော်တို့ကဂိုးပေါင်းပေါ်ပေးခဲ့တယ်ဆိုတော့ Arsenal တချမ်းနဲ့ကျွန်တော်ဂိုးရပြီးတော့ဂိုးပေါ်သွားတယ်ဆိုတော့ဘာဖြစ်ဂိုးပေါ်သွားတယ်ဆိုပေမဲ့လို့ Arsenal ခံစစ်ကိုကကျွန်တော်တောင်းအသင်းဂိုးရဖို့ဆိုတာမဖြစ်နိုင်ဘူးခုဆိုလို့ရှိရင်လည်းဒါ Slavia အိမ်ဝင်းတော့ဖြစ်နေတယ်သို့တော်ကျွန်တော်တို့ Arsenal ခံစစ်ကိုဒီကောင်းဂိုးရပါမလားကျွန်တော်ကတော့မရနိုင်ဘူးထင်တယ်တိလားဆိုတော့မရနိုင်ဘူးလို့ထင်တယ်ဘာဖြစ်လို့မရနိုင်ဘူးထင်တာလဲဆိုတော့ရှင်းလေးဗျာကျွန်တော် Arsenal ခံစစ်ကအခုလက်ရှိမှာအကောင်းဆုံးဖြစ်နေတဲ့အနေအထားမျိုးပါကျွန်တော် body ဈေးကြီးဗျာ2ပေါင်80အထိပေါင်တယ်ဘာဖြစ်လို့ဂိုးပေါင်းဈေးမှာ360အထိတောင်ဖြစ်နေတာအာဆင်နယ်လည်းကျွန်တော်တို့ 3C သွားချင်မှသွားလိမ့်မယ်ပေါ့နော်ဆိုတော့ 2C 1C သွားရင်သွားလိမ့်မယ်ခက်ခဲကစားပြီးတော့ကျွန်တော်အာဆင်နယ်ဒီပွဲမှာလှုပ်လိမ့်မယ်လို့ကျွန်တော်ယူဆနေဗျာသိလားဆိုယူဆနေတာဖြစ်တော့ကျွန်တော်ဒီပွဲကိုဇုံအောက်ကြိုက်တယ်ပြီးကန်ဒီမှာကျွန်တော် 1C ကတ်နိုင်ွားဘာညာဒီစောက်ချိုးတွေလာမလားလို့ဒီအာကြီးက
တိလားဒီဖွင့်ထားတဲ့ဝင်ယူရတော့ကျွန်တော်ကဒီစောက်ချိုးပွဲလာမှာပဲဆိုတော့ဒါကြောင့်မလို့ကျွန်တော်ကဒီပွဲကိုကျွန်တော်9ပေါင်အောက်ကိုကြိုက်တာဗောနော်ဆိုတော့အတလက်ဒီကိုနဲ့ကျွန်တော် Union စိတ်နဲ့ဆိုတော့ဒီပွဲမှာတော့ကျွန်တော်ဟိုကကြိုက်တယ်ဒီ Union စိတ်နဲ့9ပေါင်အောက်ကြိုက်တယ်ဒီစိတ်ရဲ့ကျွန်တော်ခံစစ်ကလည်းပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီ Union စိတ်ရဲ့ခံစစ်ကလည်းကျွန်တော်ဂိုးသွင်းဖို့တအားခတ်တယ်ဂိုးသွင်းဖို့တအားခတ်တဲ့အသင်းဖြစ်တယ်ဆိုတော့အတလက်ဒီကိုလက်ရှိမှာဒီနေ့မှာပေးထားရစီနှလုံးကို58ပြနိုင်ဒီဈေးကကျွန်တော်တီကို level ကကြည့်မယ်ဆိုလို့ရှိရင်ဒီဈေးစီကျွန်တော်ပြော့သေးအောင်ရှိပေမဲ့ဒီဈေးကပြော့တော့ပြော့မနေဘူးဒါဒီတီကိုအင်ကွင်းမှာကျွန်တော်ပေးတင်ပေးထိုက်တဲ့ဈေးအမှန်ကိုပေးထားတယ်လို့ကျွန်တော်ယူဆလို့ရတယ်သို့တော့ကျွန်တော်ဘာဖြစ်လို့ Union Saints ကိုကြိုက်လဲဆိုတော့အဓိကပါလဲဆို Union Saints ရဲ့ခံစစ်ကိုကျွန်တော်ယုံတယ်ဗျာဟလာဒီ Belgian Club ရဲ့ခံစစ်ကိုကျွန်တော်ယုံတယ်အတလီတီကိုရဲ့ဘာလဲဆိုတော့တိုက်စစ်ကကြတော့ကျွန်တော်ကဒီဟိုတနစ်ရွှေတနစ်ငွေဖြစ်နေတယ်ဗျာဒီကောင်တွေတိုက်စစ်ကကျွန်တော်ကအာဆင်နယ်နဲ့ပွဲမှာဒီကောင်တွေကိုအထင်ကြီးပြီးတကိုးတော့ရလိမ့်မယ်လို့ယူဆတာဒါပေမဲ့တကိုးမှမရပါဘူးဆိုတော့ဒါဒီကျွန်တော်အာဆင်နယ်ဖြစ်နေလို့ကျွန်တော်စင်ကြေပေးစရာရှိတယ်ဆိုတော့အလားတူမျိုးပဲပေါ့နော်ကျွန်တော်ဒီအင်တာမီလန်ပေါ့အင်တာမီလန်အောင်လဲဒီကောင်တွေတကိုးပဲသွင်းနိုင်တယ်နောက်ဆိုအင်တာမီလန်ဒီရာသီပိုင်းအင်တာမီလန်ခံစစ်တော်တော်လေးစိုးနေတာတော့မှဒီကောင်တွေတကိုးပဲသွင်းနိုင်တယ်ဆိုတော့ဒီကိုရဲ့တိုက်စစ်ကကျွန်တော်တနေ့ရွှေတနေ့ငွေပေါ့ကျွန်တော်ခံမှန်းကခတ်တဲ့တိုက်စစ်မျိုးဖြစ်နေတယ်ဆိုတော့ဒီပွဲမှာကျွန်တော်ဟိုဒါကြောင့်မလို့ကျွန်တော်အဓိကဘာလဲဆို Union Saints ကိုကျွန်တော်ပို့ပြီးတော့သဘောကျတယ်ပေါ့နော်ဆိုတော့ပြီးတော့သူ့အနေနဲ့ကလည်းဟိုပါပေါ့ဒီဥရောပပေါ့နော်ဒီဥရောပကျွန်တော်ဟိုမှာကြည့်မယ်ဆိုလို့ရှိရင်ဥရောပ ranking မှာကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်ကအဆင့်ရဒီကောင်60ကျော်ရှိရဗျာအဆင့်60ကျော်ရှိရဆိုတော့ဒီပေါ်မှာမှကျွန်တော်တို့ဒီအက်တလက်တီကိုပေးထားတဲ့ဈေးကဟို29ကနေပြီးကျွန်တော်ထောက်ဝက်လောက်กว่าထောက်ဝက်လောက်กว่าတဲ့အတင်းကိုဒီကောင်ဒီလောက်ပေးထားတာဒါဒီနဲတော့နဲမနေဘူးဆိုတော့နှစ်ကိုးသွင်းရင်ကျွန်တော်ပြား90ပဲရအောင်မယ်3ကိုမှအပြည့်နိုင်မယ်ဆိုတဲ့ဈေးစီနဲတော့နဲမနေဘူးနဲမနေပေမဲ့လို့ကျွန်တော်ဒီဟိုအောင်ကြိုက်တယ် Union Saints နဲ့9ပေါင်အောက်ကိုကြိုက်တယ်ဆိုတော့နောက်တစ်ပွဲကျွန်တော်မိုနာကိုနဲ့ဟိုဟာနဲ့ဘိုရိုဂလင့်နဲ့ဆိုတော့ဘိုရိုဂလင့်ကြေးအောင်တာများနေပြီနော်ယူရိုပါလိမှာဘိုရိုဂလင့်ဟိုဟာဒီချန်ပီယံလိမှာဒီဘိုရိုဂလင့်ကြေးအောင်တာများနေပြီကြေးအောင်တာများရင်ကျွန်တော်ဘိုရိုဂလင့်ကိုဒီနေ့မှကျွန်တော်ကြေးကြစေခြင်းပြီကြေးကြစေခြင်းပြီဖြစ်တော့ကြေးကြဖို့လည်းလားလာရှိမန်စီးတီးလိုအသင်းကိုကျွန်တော်ကြေးအောင်လာတဲ့မိုနာကိုအိမ်ခွင်းရနေပြီးတော့အိမ်ခွင်းမလို့level 50ပေးရဆိုတဲ့ဈေးဒီဒါဒီကျွန်တော်တို့နဲတော့နဲမနေဘူးဆိုတော့ဒါပေမဲ့လို့ဒီပွဲမှာကျွန်တော်မိုနာကိုကိုကြိုက်တယ်မိုနာကိုကျွန်တော်တို့ဘာလုပ်ပြမလဲဆိုတာကြည့်ရမယ့်ပွဲပေါ့နော်ဆိုတော့မိုနာကိုကိုကြိုက်တယ်နောက်တစ်ပွဲကျွန်တော်ဂျူဗင်တက်နဲ့ Sporting Lisbon နဲ့ကျွန်တော်ဂျူဗင်တက်နောက်ကိုလိုက်ကြတော့ဂျူဗင်တက်ဒီကျွန်တော်တို့ချန်ပီယံလိနိုင်ပွဲတစ်ပွဲမှမရတာဘူးဆိုတော့ချန်ပီယံလိနိုင်ပွဲတစ်ပွဲမှမရထားတဲ့အသင်းလက်ရှိမှာကျွန်တော် Sporting နဲ့တွေ့တယ် Sporting ကို level 82ပြားပျော့သလားဆိုရင်တော့လက်ရှိဂျူဗင်တက်ရဲ့ချန်ပီယံလိဖောင်နေတော့ဒါကတော့ပျော့နေတယ်လို့တော့ပြောလို့မရဘူးနော်ဂျူဗင်တက်ရဲ့ချန်ပီယံလိဖောင်နေတော့ဒီကြေးတီပျော့နေတယ်ပြောလို့မရဘူးဒါတော့သိကြတယ်ဆိုတော့ Sporting ဒီလည်းပေါ့ကျွန်တော်ချင်တဲ့အသင်းတော့မဟုတ်ဘူးဒီကောင်တွေရှေ့ပွဲမှာဟိုထားပါတော့ခဏနေအောင်နော်ဒီကောင်တွေရှေ့ရဒီကောင်တွေဒီချန်ပီယံလိပွဲပေါ့ဒီကောင်တွေရှေ့ရချန်ပီယံလိပွဲမှာလဲဘာပါလဲဘဲအသင်းလဲဆိုတော့ဒီမာဆေးကိုဒီကောင်တွေ2-1နဲ့နိုင်ခဲ့တာဗျာသိလားမာဆေးလို့အသင်းနော်လက်ရှိမာဆေးဘယ်လောက်ထိကောင်းတယ်ဆိုအားလုံးသိပါဆိုတော့မာဆေးလို့အသင်းကို2-1နဲ့နိုင်ခဲ့တဲ့အသင်းညံ့တော့ညံ့မနေဘူးဆိုတော့ညံ့တော့ညံ့မနေဘူးဆိုတော့ညံ့မနေတဲ့အသင်းကိုလက်ရှိမှာပေးထားတဲ့ဈေးကဂျူဗင်တက်အိမ်ဝင်ကျွန်တော်နိုင်လို့ရတယ်ဆိုတဲ့ဈေးမျိုးဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ဂျူဗင်တက်ကိုကြိုက်တယ်နောက်ထပ်ကျွန်တော်လီဗာပူးနဲ့ဟိုဟာနဲ့ရီယယ်မက်ဒရစ်နဲ့ဆိုတော့ဒီပွဲမှာကျွန်တော်ဟိုဟာကြိုက်တယ်ရီယယ်မက်ဒရစ်ကြိုက်တယ်နောက်ဆိုရီယယ်မက်ဒရစ်အကြောင်းပဲကြိုက်တယ်ဆိုတော့9ပေါင်ဈေးအောင်နည်းနည်းတော့ပြန်ကျသွားပြီဆိုတော့9ပေါင်ဈေးကကျွန်တော်ဟိုဟာကျွန်တော်စောစောကရှောင်လိုက်တဲ့အချိန်တုန်းကဒီကောင်တွေ9ပေါင်ဈေးက3လုံး80ပေါင်ရှိအခုက online မှာ update က58ပြားပဲကျန်တော့9ပေါင်ဈေးနည်းနည်းတော့ပြန်ကျလာပြီဆိုတော့ဒီဘက်မှာ real ပဲကြိုက်တယ်ဘာလို့လီဗာပူးရဲ့ခံစစ်ပေါ့နော်ခံစစ်ကတော်လေးပေါက်တယ်လီဗာပူးခံစစ်ပေါက်တယ်ဒီနေ့ဘာပီတို့ဒီဗနီရှက်ဂျူနီယာတို့တကောင်ချင်းပေါ့နော်တူးချင်းစွမ်းဆောင်တွေကောင်းတဲ့ကစားသမားတွေကိုကျွန်တော်ထိန်းချုပ်ဖို့ကဒါလွယ်မှာမဟုတ်လီဗာပူးဘွာနဲ့နေနဲ့ပေါ့နော်လီဗာပူးနေနဲ့ပြီးတော့လီဗာပူးမှာအိမ်ကွင်းအဟန့်ဆိုပြီးတော့မရှိတော့ဘူးအန်ဖီကွင်းပါညာဆိုတာဟိုဂျရက်တို့ဘာလို့ခေတ်ကလောက်ပဲကျွန်တော်ရှိတော့ဗျာအခုဒီဘက်နှစ်တွေမှာဒီကောင်တွေအိမ်ကွင်းမှာဒီကောင်တွေဂိုးတွေပေးခြင်းပေးနေတာပဲသိလားဆိုတော့လီဗာပူးအိမ်ကွင်းအန်ဖီမို့လို့ဘာဖြစ်တယ်ညာဖြစ်တယ်ဒီယာတွေကကျွန်တော်တို့ဒီဘက်ကမှာမရှိတော့ဘူးဆိုတော့ဘာမှလက်ခံသွားလဲဆိုတော့ကျွန်တော် United ကိုရှုံးသွားရခင်ဗျားတို့လက်ခံရမယ်လက်မခံလဲလက်ခံရမယ်ဆိုတော့เนาะဟိုဒါမျိုးလေးရှိရဗျာအခုလက်ရှိဒီ Real Madrid ကိုအဓိကဦးဆောင်လာမှာတိုက်စစ်ကိုဦးဆောင်လာမှာဘာပေးဒီဘယ်လောက်ကောင်းလဲဆိုတာဒါကျွန်တော်ထွေထူးပြောနေကြမလို့တော့ဗောနော်လူကျွန်းထောင်ကြောက်တွေကျွန်တော်ဘယ်လိုကြော်ဖြတ်ပြရတယ်ဟိုဒီကောင်အများကြီးကြည့်လောက်ရှာဒီကိုကြီးကကျွန်တော်လူကျွန်းနေပြီထင်ရပါမယ်လို့မကျွန်းွားဘူးဘာပေးဒီအဲ့လိုမျိုးပါနတ်တဲ့ပလီယာဟောဒါသူ့ရဲ့မြန်နှုံးမြင့်စကေးနဲ့အဓိကဘာလဲဆိုတော့ဒီလူကျွန်းထောင်ကြောက်ကိုကြော်ဖြတ်တဲ့နေရာမှာဘာပေးဒီအမတန်ပါနတ်တဲ့လူဆိုတော့ဒီဟာကိုကျွန်တော်ဗန်တိုက်တို့ကွန်နာဒေးတို့ကျွန်တော်ဘယ်လိုထိမ့်မလဲဒီ CB 2ယောက်ကဗောနော်စီစန်နာဘတ်2ယောက်ကဘယ်လိုထိမ့်မလဲဗန်တိုက်ဆိုလဲသူတော်တော်လေးကြာနေပြီဆိုတော့ဒီဟာကိုကျွန်တော်ထိမ့်ဖို့ကမလွယ်ဘူးဒါကြောင့်မလို့ကျွန်တော်ဒီဘက်မှာ Real Madrid ကိုပို့ကြိုက်တယ်ဆိုတော့နောက်တစ်ပွဲကျွန်တော် PSV နဲ့ Olympiacos နဲ့ဒီပွဲကိုကျွန်တော် PSV ကြိုက်တယ်ကိုပေါင်းပေါ်ကြိုက်တယ်ဘာလို့လဲဆိုတော့ PSV တွင်းကိုကကျွန်တော်2ဂိုးလောက်ထိပေါဝင်ပတ်သက်လိမ့်မယ်နော်ဒီပွဲမှာ PSV တွင်းကိုဒီကျွန်တော်2ဂိုးလောက်ထိပေါဝင်ပတ်သက်လိမ့်မယ်
ဒါကြောင့်မလို့လေကျွန်တော် body ဈေးကကျွန်တော် level 12ပြားကို9ပေါင်းဈေးကကျွန်တော် 3D ပေါက်နေတာ PSG ရဲ့သွင်းကို PSB ရဲ့သွင်းကိုက2 6လောက်ပေါင်ဝင်ပတ်သက်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲကို PSB နဲ့ဟိုဟာကိုကြိုက်တယ်ဗောနော်9ပေါင်းပေါ်ကိုကြိုက်တယ်နောက်တစ်ခုကကျွန်တော် PSG နဲ့ Bayern Munich နဲ့ဆိုတော့ PSG Bayern Munich မှာကျွန်တော် Bayern အကြောင်းပဲကြိုက်တယ် PSG နည်းနည်းလေး weak ဖြစ်လာပြီလို့ခံစားရတယ်ဒါဒီဘာမှသိရမလဲဆိုတော့ဒီညမှာသိရလိမ့်မယ်ဗောနော်ဆိုတော့ PSG ဘယ်လောက်ထိ weak ဖြစ်လာလဲဆိုတာဒီညမှာသိရလိမ့်မယ် Bayern နဲ့မှာဒီကောင်တွေသိရလိမ့်မယ်ဆိုတော့တာမန်များကောင်တွေတွေ့နေတဲ့အသင်းတွေကကျွန်တော်ထားပါတော့ဘာစီလိုနာဆိုလဲခံစစ်ကကျွန်တော်ဒိုးယူပေါက်ကြီးဆိုတော့ဒီလိုမျိုးခံစစ်ကစုပ်ပြတ်တက်နေတဲ့အသင်းတွေတွေ့နေတာဘိုင်ယန်လိုမျိုးကျွန်တော်ဘောလုံးကြီးကိုကင်ထားပြီးတော့လားစိတ်ကြိုက်ကစားတဲ့အသင်းနဲ့ဒီကောင်တွေမတွေ့သေးဘူးဆိုတော့ဒီကောင်တွေမတွေ့သေးတာဖြစ်တဲ့အတွက်ကြောင့် PSV ဒီညမှာကျွန်တော် PSG ဒီညမှာကျွန်တော်ကြာဆင်းလာတာဒီညမှာကောင်းကောင်းမြင်ရလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဒီပွဲစီလဲကျွန်တော်လဲစိတ်ဝင်စားမယ်ပွဲပေါ့ကျွန်တော်စိတ်ဝင်စားမယ်ပွဲကျွန်တော်ဒီပွဲကြည့်မှာเนาะဒီပွဲကိုကျွန်တော်မနှိုးရင်အလန်းပေးပြီးကြည့်မယ်ဆိုတော့ဒါမျိုးကျွန်တော်ကြည့်မယ်ပွဲဒီပွဲကကျွန်တော်တို့ပွဲကောင်းတစ်ပွဲဖြစ်လိမ့်မယ်ချန်ပီယံလိပရိသတ်တွေကျွန်တော် Real ဟိုဟာလီဗာပူးလဲကျွန်တော်ကြည့်မှာမဟုတ်ဘူးဒီပွဲကိုအဓိကကြည့်မှာ PSG နဲ့ PS ဟိုဟာပေါ့နော်ဒီ Bayern Munich နဲ့ပွဲကိုကျွန်တော်အဓိကကြည့်မှာ PSG ခံစစ်ကကျွန်တော်တို့ပေါ့ဟိုလက်ရှိကျွန်တော်ထင်သလောက်မကောင်းတော့ခင်ဗျားတို့စဉ်းစားကြည့်ဒီဟို Star Bro လိုအသင်းမျိုးဗျာဒီကောင်တွေ3ဂိုးပေးတယ်နော်ဆိုတော့3ဂိုးပေးပြီးတော့3-3 draw ကြအဲ့ဒီမှာတောက်လျှောက်ကျွန်တော်ခံစစ်ကစိုးနေတယ်တိုက်စစ်ကလည်းကျွန်တော်ဂိုးရနည်းနည်းလေးဝိဖြစ်လာသူကသူဒါလီဂူးမှာဘလို့ပဲဂိုးရဗျာသိလားဆိုတော့လီဂူးနဲ့ကျွန်တော်ချန်ပီယံလိ class နဲ့ရကွာတယ်နော်ဆိုတော့ဒီလိုကွာတဲ့အနေအထားမျိုးမှာ PSG ရဲ့ကြာဆင်းလာမှုကိုကျွန်တော်ဒီညတွေ့ရလိမ့်မယ်လို့ယူဆတယ်ဘိုင်ယန်မြူးနစ်နဲ့တွေ့နေကျွန်တော်ကတော့ဘိုင်ယန်ပဲကြိုက်တယ်ကဲဆိုနောက်တစ်ပွဲကျွန်တော်စပါးနဲ့ကိုပင်ဟေဂင်နဲ့တောမတ်ဖရန့်ကိုကကျွန်တော်ကဘာလဲဆိုတော့ဟိုပြိုင်ပွဲဗျာပြိုင်ပွဲနှစ်ခုသုံးခုတော့ control လုပ်နိုင်တဲ့နီးပြလို့ကျွန်တော်မမြင်သေးဘူးတောမတ်ဖရန့်ရဲ့ level ကမှန်တယ်ဒီကောင် Brentford မှာကောင်းတယ်အခုလက်ရှိစပါးမှာလည်းယာဒီစမှာဒီကောင်ကောင်းတယ်ဗျာတိလားကောင်းတယ်အခုဇာဗီဆိုင်မွန်ဘာညာနဲ့ခေါ်ထားတယ်ဒါပေမဲ့လို့ချန်ပီယံလိလို့အဆင့်တန်းမျိုးမှာတော့သူ့အနေနဲ့ဗာလဲဆိုတော့ဒီကတဘာလိုသေးရောဗျာတိလားပြောမှသာပြောတာစပါးနဲ့ကိုပင်ဟေဂင်ဆိုလို့ရှိရင်ကိုပင်ဟေဂင်ကချန်ပီယံလိကိုနတ်မှန်တယ်နတ်မှန်တဲ့အကြောင်းရင်းဒီလဲ lead possession ကြောင့်လဲပါတယ်ဒီကောင်တွေဒိမ့်မလိမှာဗျာဘယ်တော့မှခတ်တာမဟုတ်ဘူးတိလားဆိုတော့အသင်းတွေကအဲ့လောက်ကြီးပြိုင်စရာရှိတာမဟုတ်ဘူးဆိုတော့ဒါနှစ်တိုင်းကြီးပိုင်းကျွန်တော်ချန်ပီယံလိဝင်ခွင့်ရတယ်ဆိုတော့ဘလို့ပဲဖြစ်ဒီဝင်ခွင့်ရတဲ့အကျိုးကျေးဇူးတွေကဘာဖြစ်လဲဆိုတော့ဒီကောင်တွေ experience ရရဗျာတိလားဟုတ်ဒီလိုဒီစပါးထက်ခတ်တဲ့အသင်းတွေကိုဒီကောင်တွေဘလို့ခံကစားရပါညာဆိုတော့ရှေ့ရပွဲတွေမှာကျွန်တော်မြင်ခဲ့ပြီးပါပြီကိုပင်ဟေဂင်ကျွန်တော်တို့ဘယ်လောက်ထိကစားခတ်လဲဆိုတာလေတိလားဆိုတော့ဒီလိုမျိုးအနေအထားမျိုးဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲကိုဂိုးပေါက်အောက်ကြိုက်တယ်ပြီးတော့ဂိုးပေါက်အောက်လည်းကြိုက်တယ်ကိုပင်ဟေဂင်လည်းကြိုက်တယ်ပေါ့နော်ဆိုတော့ဇုံအောက်ကိုကြိုက်တာပိုဆေးဖြစ်တာဆိုလို့ရှိရင်တော့ကျွန်တော်ကိုပင်ဟေဂင်တောင်ကျွန်တော်ပိုကြိုက်သေးတယ်အဲ့လိုကိုပင်ဟေဂင်ကိုပိုကြိုက်လဲဆိုကျွန်တော်သောမတ်ဖရန့်ကိုတော့ကျွန်တော်ကဒီ level နီးပြမဟုတ်ဘူးလို့ကျွန်တော်ယူဆရဗျာဒါချန်ပီယံလိကိုကျွန်တော်ကန်ရမယ့်နီးပြမဟုတ်ဘူးလို့ကျွန်တော်ယူဆတယ်ဒါကြောင့်မလို့ကျွန်တော်ဒီပွဲမှာကိုပင်ဟေဂင်ကိုကျွန်တော်အဓိကကြိုက်တယ်ဟုတ်ပါတယ်ဒါကျွန်တော်ဒီနေ့ညကြိုက်တဲ့ပွဲလေးတွေကိုကျွန်တော်သုံးသက်ချက်လုပ်ပေးတာဖြစ်ပါတယ်ဆိုတော့ညီကိုအနေနဲ့ဆင်ပြေကြလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ဆိုတော့ဒါရီရောက်ဟိုကျန်တာရောက်ညီကိုကြီးကြားရင်တော့လုပ်ဖို့ဗျာသိလားဆိုတော့ဒါကျွန်တော်ကကြောက်ကျွန်တော်ညီကိုတွေကိုကျွန်တော်ကအများတန်းတင်ဆက်ပေးနေကြပုံစံတိုင်းပဲကျွန်တော်တင်ဆက်ပေးတာဖြစ်ပါတယ်ဆိုတော့ညီကိုကြီးနဲ့အကြိုက်တူလို့ရှင်လဲဘက်ကန်လို့ရပါတယ်ကိုကြိုက်တာကိုလောက်ကြပါပေါ့နော်ဆိုတော့ကျွန်တော်တခြားသောဟိုဟာတွေလည်းကျွန်တော်လိုက်ဖြည့်ရှင်းမှာမဟုတ်ဘူးပေါ့ဖြည့်ရှင်းမှာမဟုတ်ဘူးဆိုတာဒါကဘာလဲဆိုတော့ခင်ဗျားတို့အကြိုက်တွေကိုကျွန်တော်အောက်မှာလာရေးတယ်လာရေးပြီးတော့ဒါကဘာလဲဆိုခင်ဗျားတို့နဲ့ကျွန်တော်ပြိုင်ညင်းနေမှာမဟုတ်ဘူးကိုကြိုက်တာကိုလို့ဖြည့်ရတော့မနေ့ကြမှာဟိုမနေ့ကြရင်သိရမယ်နော်ဆိုတော့ဒါဒီလောက်ပါပဲခဏနေပန်းတကူသွားပြရမယ့်ကိစ္စတွေလည်းရှိသေးတယ်ကျေးဇူးတင်ပါတယ်ရောင်းပွဲဝယ်မယ်ဆိုလို့ရှိရင် Viber နံပါတ် +95925249904 နဲ့ Telegram အကောင့်ကနေဆက်သွယ်ပြီးလူရပါတယ်ကြိုက်တဲ့ပွဲတွေပြန်ပြောပါမယ်နာပိုလီဖရန့်ဘက်ဂိုးပေါင်းပေါ်ကြိုက်တယ်အာဆင်နယ်နဲ့ဇလာဗီယာဘရက်ခင်ဗျားတို့ရှောင်းနိုင်ရှောင်းလိုက်ဗျာကျွန်တော်ဟိုတကြောင်ပဲဆိုရင်တော့ကျွန်တော်ဟိုဂိုးပေါင်းအောက်ကိုကြိုက်တယ်ကျွန်တော်ကတော့ဇလာဗီယာပါကျွန်တော်နည်းနည်းလေးစိတ်ဝင်စားရပါဟုတ်လားခင်ဗျားတို့ဒါရှောင်းရင်ရှောင်းလို့ပြောကျွန်တော်ကဂျီးသဘောတရားရကျွန်တော်ကဇုံအောက်ကြိုက်တယ်အတလက်တီကိုယူနီယန်စိတ်နဲ့ကျွန်တော်ဂိုးပေါင်းအောက်ကြိုက်တယ်တော့ဘိုရိုကလစ်နဲ့မိုနာကိုတကြောင်ကြိုက်တယ်ဆိုတော့ဂျူဗင်တက်စပိုတင်ဂျူဗင်တက်ကိုကြိုက်တယ်ရီယယ်မက်ဒရစ်လီဗာပူးကျွန်တော်ရီယယ်မက်ဒရစ်ကိုကြိုက်တယ်အိုလံပီယာကိုစ်နဲ့ကျွန်တော်ဟိုဟာနဲ့ PSV နဲ့ဂိုးပေါ်ကြိုက်တယ် PSG နဲ့ကျွန်တော်တို့ဘိုင်ယန်မြူးနစ်နဲ့ဘိုင်ယန်မြူးနစ် PSG မှာကြတော့ကျွန်တော်ဘိုင်ယန်တကြောင်ပဲကြိုက်တယ်စပါးကိုပင်ဟေဂင်မှာဇုံအောက်ကြိုက်ပါတယ်ဒါကတော့ကျွန်တော်ဒီနေ့ညကြိုက်တဲ့ပွဲလေးတွေဖြစ်ပါတယ်စင်ပြကြပါသည်မနေ့ကျရင်ကျွန်တော်ရလက်တွေတိုက်ကြပါမယ် Telegram channel ကို join ထားကြပါ Telegram မှာကျွန်တော်အများအားတင်တယ်ပေါ့နော်ကျွန်တော် Telegram မှာအများအားတင်တယ် Telegram အကောင့်မတွေ့ရင် Viber နဲ့ Telegram လာတောင်းလို့ရပါတယ် Telegram channel link ကိုမတွေ့ရင်ကျွန်တော်ရဲ့ Viber Telegram ကနေလာတောင်းလို့ရပါတယ်ခင်ဗျာကျွန်တော် link လေးပို့ပေးပါမယ် Telegram channel မှာအများအားတင်တယ်ဆိုတော့အနီးက sport တွေကိုကျွန်တော်ဒီဟို Telegram တက်ဆိုပြီးတော့တီးတန့်တင်ပေးတာတွေလည်းရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ညီကိုတို့အဆင်ပြေကြပါစေ